ဘုံတကားဘက်ကလည်းဒီ NUG ရဲ့ဝန်ကြီးအဆင့်တွေကိုတစ်ချိန်လုံးတက်ပြောနေတာမျိုးပြောမဲ့အစားမြေပြင်မှာရှိတဲ့မြို့နယ်အဆင့်ပကဖတွေနဲ့ပြေးလဲအောင်သွားဖို့ အားလုံးပဲမင်္ဂလာပါຫນွေမြန်မာနယူးရှန်နေမှာကြိုဆိုပါတယ်ຫນွေမြန်မာနယူးရှန်နေဟာဆိုရင်နေ့စဉ်ຫນွေဥတော်လည်းရေးနဲ့ပတ်သက်တဲ့သတင်းတူသတင်းကောက်တွေကိုတင်ဆက်ပေးနေတာမို့ຫນွေမြန်မာနယူးရှန်နေကိုစခိုက်လုပ်ပေးပြီးအသေးဒီနိုင်တရအောင်ဘေးနာကနူဒီခေါလော်လေးကိုပါအနှိပ်ပေးခဲ့ပါနော်ကြည့်ရှုသူများကိုအထူးပဲကျေးဇူးတင်ပါတယ် KIA နဲ့ဒီဂျားတွေကတက်မှုတွေကစူးစမ်းနေချမှာပဲသူတို့မပြောကြတာပဲရှိမယ်ဒါမဲ့စီရေးဖြစ်တာဖြစ်တဲ့အတွက်ကျန်တဲ့လူမှုရေးကိစ္စတွေနိုင်ငံရေးကိစ္စစီရေးကကိစ္စကြတော့ဒီတယောက်လှမ်းနေတဲ့ခြေလမ်းတွေကိုတယောက်ကမြင်ပြီးနောက်ဆုံးကြတော့ဝင်သိမ်းတာတွေဝင်စည်းတာတွေဖြစ်လာတဲ့သဘောပါပဲပြီးတော့ NUG ပုံစံကလည်းသူအုပ်ချုပ်ထားတဲ့နေမြေမှာသူရိတ်တန်သမိတ်ပဲလေအဲ့တော့သူကဂိမ်းမဖွင့်နေဆိုမဖွင့်နေပဲဘုံကားဘက်ကလည်းဒီနေမြေက NUG အုပ်ချုပ်ထားတယ်ဆိုပြီးတော့လေးစားလိုက်တာဖို့လို့သလို NUG ဘက်ကလည်းအဲ့တော့အဓိကနေမြေတွေရလာတဲ့ခါကျတော့ကိုဒေသမှာကိုလှုပ်ရှားမယ်ဆိုတဲ့ဂိမ်းဖွင့်တာတွေအခွန်ကောက်တာတွေအဲ့ဒါတွေအားလုံးကဒီသူတို့ဒီဒေသခံအဖွဲ့တွေကရက်တည်မှုနဲ့သွားတာလိုက်သက်ဆိုင်တာပဲအဲ့တော့အဲ့ဒီအနေထားတွေအားလုံးကအေးပါလဲဒီပြဿနာရှိတယ်ဒါကြောင့်အေးကသူ့နေမြေမှာတခြားလက်နဲ့ကင်တက်တွေကိုဘယ်သူမှလက်မခံတာကချင်လဲထုံနေလကောင်းပဲကရင်လဲထုံနေလကောင်းပဲကရင်နေလဲထုံနေဘာလို့ဒီပြဿနာတွေကအငင်းပွားလာတော့မှာအဲ့တော့စုပေါင်းလိုက်ချင်းတာရင်ဒါအကောင်ဆုံးကိစ္စဖြစ်တယ်ဒါပေမဲ့ဘုံငကားဘက်ကကြတော့ဘုံငကားဘက်ကိုထောက်ခံနေတဲ့နိုင်ငံရေးအဖွဲ့အစည်းတွေအုပ်စုတွေကဒါ NUG နဲ့ရှင်ပြိုင်ပုံစံမျိုးသွားခြင်းနဲ့စဉ်းစားပုံတွေရှိတယ်နော်အဲ့လိုမျိုးရှင်ပြိုင်လေးပုံစံမျိုးတွေသွားခြင်းတဲ့ပုံစံရှိတော့ NUG ကိုစိန်ခေါ်တာပေါ့အဲ့တော့အတူတူပူပေါင်းမှုဆိုတာမဖြစ်နိုင်ဘူးရှင်ပြိုင်ပုံစံနဲ့သွားခြင်းနဲ့အဲ့ဒီအချိန်မှာသူတို့ရဲ့လွတ်မြောက်နေမည်ပြဿနာရှိတယ်ခဏတော့ကအပေးယူပြဿနာရှိတယ်အောက်ခြေမှာဒီအောက်ခြေမှာကြိုးချင်းထားကြိုးချင်းကြီးသလိုပဲဒါတယောက်ပုတ်တိုက်မှုတွေရှိလာတယ်အဲ့ဒါကိုလက်နက်တွေနဲ့ဖြည့်ရှင်းကြတယ်ဘုံငကားဘက်ကတော့သူဆွဆွဲမှာပေါ့ NUG ကအနိုင်ကျင့်တယ် NUG ဘက်ကတော့ဘုံငကားဘက်ကလူပါဝရတယ်ဒါမျိုးပေါ့ဗျာအဲ့တော့ဒါလောက်သိငယ်တဲ့ဒီပလဲလို့ဒေတာတစ်ခုရဲ့ပြဿနာတော့မဖြည့်ရှင်းနိုင်ဘူးတနိုင်ငံလုံးမှာရှိတဲ့ဒါလောက်မြောက်များတဲ့လက်နက်ကင်တွေနဲ့ဒီတိုင်းရင်းသားလက်နက်ကင်တွေနဲ့ပူးပေါင်းဖို့ဆိုတာအလွန်အတန်အခက်အခဲရှိမယ်ဆိုတာဒါဒီဘုံငကားတို့ရဲ့ဒီပฏิပက္ခကဒါကျွန်တော်တို့တနိုင်ငံလုံးကိုမိမောင်းထိုးစေတယ်အဲ့တော့တော်လှန်ရေးမှာစီလုံးညီညွတ်မှုကိုထိခိုက်စေတယ်ရှက်เสียရလဲကောင်းတယ်အရှက်သိက္ခာလဲမဲပါတယ်ဘသူမှန်တယ်ဘသူမှားတယ်ပဲဖြစ်ဖြစ်ဒီလိုစကန်တစ်ခုကိုနောက်စကန်တစ်ခုကဝင်ရောက်သိမ်းဆည်းတာဟာတော်လှန်ရေးတစ်စုံလုံးအတွက်အရှက်ရစရာပါကျွန်တော်ကတော့ဘသူဘက်မှဗတ်မလိုက်ပဲပြောပါတယ်တော်လှန်ရေးအတွက်အရှက်ရစရာပါဒီနည်းနဲ့ဖြည့်ရှင်းလို့မဟုတ်ပဲတခြားဖြည့်ရှင်းလို့မလို့မဖြစ်တော့ဘူးဆိုတဲ့ပုံစံကိုရောက်သွားတာအတွက်ဒီနည်းနဲ့ဖြည့်ရှင်းကြတာပေါ့တချင်တော့ကလည်းကချင်နဲ့တအောင်းပလောင်နဲ့ဖြစ်ခဲ့တာပဲအပေါ်မှာခေါင်းဆောင်ချင်းဖြည့်ရှင်းလိုက်လို့ရတာပေါ့အဲ့တော့ NUG နေနဲ့လည်းဘုံငကားကိုဒါဒီသူပြည်သူတွေထောက်ခံထားတဲ့လက်နက်ကင်လူငယ်လက်နက်ကင်ခေါင်းဆောင်တစ်ခေါက်ဖြစ်လေးစားဆက်ဆံဖို့လိုတယ် NUG နေနဲ့လည်းဘုံငကားကိုအထင်သေးစရာမလိုဘူးဘုံငကားကလည်းဒါတနိုင်ငံလုံးအစိုးရအနေနဲ့ဒါလူမြောက်နေမျိုးကိုအုပ်ချုပ်နေတဲ့ပါကဖတွေရဲ့ခေါင်းဆောင်ဖြစ်တဲ့ NUG ကို respect လုပ်ဖို့လိုတယ်လေးစားဖို့လိုတယ်ညှိနှိုင်းဖို့လိုတယ်အဲ့တော့ဘုံငကား NUG ဘက်ကဘုံငကားနဲ့ပတ်သက်ပြီးအပြစ်ပြောတာတွေသိမတွေ့ရဘူးဘုံငကားဘက်ကပဲ NUG ကိုတောက်လျှောက်အပြစ်ပြောနေတာ3နှစ်ရှိနေပြီအဲ့လိုဘက်ကပြန်စဉ်းစားပြန်တော့လေဘုံငကားလွန်တယ်နော် NUG ဘက်ကတာဝန်ရှိပုဂ္ဂိုလ်ဘယ်တယောက်ကမှဘုံငကားအသုံးမချပါဘူးဘုံငကားကဘာဖြစ်ပါတယ်တခွန်းမှပြောတာတွေမကြားရဘူးဘုံငကားကပဲ NUG ကိုတောက်လျှောက်ထိုင်ပြီးတော့ဖောင်းထုနေတာအပြစ်ပြောနေတာဝန်ကြီးတွေကိုအပြစ်ပြောနေတာကြားနေရတယ်အဲ့ဒါလည်းမမှန်ပါဘူးအဲ့ဒါဘုံငကားဘက်ကလွန်တာပါအဲ့တော့ပြောချင်တာကဒီတော်လိုင်းရေးရဲ့အရှိတရားဒီပကဖနေတဲ့ NUG ကဒီနေရာကိုအုပ်စီးထားတယ်ဆိုတာကိုဘုံငကားတို့ဘက်ကလက်ခံဖို့လိုတယ်အဲ့တော့နောက်တစ်ခုကတော်လိုင်းရေးလောက်တာလေနော်တော်နယ်ရေးလောက်တယ်ဆိုတာကကိုယ်မှထောက်ခံတဲ့အင်အားရှိတယ်ကိုယ်ပိုင်တက်ထောင်တယ်ဆိုတာခလေးကစားတာမဟုတ်ဘူးဗျ
NUG ဒီနေ့ထိရက်တည်နေတာဟာတနိုင်ငံလုံးမှာရှိတဲ့ပြည်သူနဲ့တကမ္ဘာလုံးမှာရှိတဲ့ပြည်သူတွေအစိုးရတွေရဲ့ထောက်ခံအားပေးမှုနဲ့ဆိုင်တယ်အဲ့ဒါကလေ NUG ရဲ့ legacy လို့ခေါ်တယ်ဒေါအောင်ဆန်းစုကြည်ရဲ့ legacy ရဲ့ NLD ရဲ့ legacy ရဲ့အဲ့ဒီ NLD နဲ့အဲ့ဒီနိုင်ငံရေးသမားတွေရဲ့ဖြတ်သန်းမှုသမိုင်းကြောင်းတွေနဲ့ဆိုင်တယ်အဲ့ဒါမျိုးနဲ့ရှင်ပြောရင်ဘုံနဂါးဟာဘာမှမဟုတ်ဒါကတော်လိုင်းရေးကာလမှာပေါ်ပေါက်လာတာအရင်ကဒါတော့ပုံမှန်စီးပွားရေးသမားတယောက်ပဲဖြစ်တယ်အဲ့တော့တဘာချင်းဝါချင်းရှင်လို့မရဘူးဒါကိုဘုံနဂါးဘက်ကလက်ခံဖို့လိုအပ်တယ်ပြောချင်တာကဘုံနဂါးသည်အဖွဲ့အစည်း institution မှာဘုံနဂါးတည်ထောင်ထားတဲ့ institution နဲ့ NUG ရဲ့ institution ကိုရှင်ပြိုင်လို့မရနိုင်ဘူးเนาะအဲ့တော့ရှင်ပြိုင်လို့မရနိုင်ဘူးအဲ့တော့ရှင်ပြိုင်လို့မရနိုင်ဘူးဖြစ်တဲ့တော့ဝါချင်းမတူဘူးတဘာချင်းမတူဘူး NUG ဟာပလဲဒေတာတစ်ခုတည်းနဲ့ဒုတိယမို့လူတချို့တည်းနဲ့ထောက်ခံထားတဲ့အဖွဲ့အစည်းမဟုတ်ဘူး NUG ဒီဒေါအောင်ဆန်းစုကြည်ရဲ့ legacy ရှိတယ်သမ္မတဦးဝင်းမြင့်တို့ရဲ့ legacy ရှိတယ်ပြည်သူတွေရဲ့2020ရွေးကောက်ပွဲရလဒ်နဲ့အားကိုးထားတဲ့ legacy ရှိတယ် NLD ရဲ့ဖြတ်တန်းမှုသမိုင်းရှိတယ်တချို့သော88ခေါင်းဆောင်တွေတော့ NUG ကိုတိုက်ခိုက်နေတာကျွန်တော်အမြဲတမ်းတွေ့နေရတယ်ဘာကြောင့်လဲဝါချင်းမတူဘူးဖြတ်တန်းခဲ့တဲ့သမိုင်းကြောင်းမတူဘူး NUG နဲ့ NLD ဟာစစ်ကောင်စီကိုနှလုံးရည်နဲ့အလဲထိုးပြီးတော့အစိုးရဖြစ်ခဲ့တာအဲ့ဒီလိုမျိုးရန်ကုန်မြို့ရဲ့ဒီလွှတ်တော်မှာတက်ထိုင်ပြီးသမရအိမ်ပေါ်မှာတက်ထိုင်ခဲ့တာကမြမသမိုင်းမှာဘယ်သူမှမလုပ်နိုင်ခဲ့ဘူးကချင်လည်းမလုပ်နိုင်ခဲ့ဘူးကရင်လည်းမလုပ်နိုင်ခဲ့ဘူး88ကျောင်းသားဘယ်ခေါင်းဆောင်မှမလုပ်နိုင်ခဲ့ဘူး88အုပ်စုတွေတယောက်မှမလုပ်နိုင်ခဲ့ဘူးအဲ့ဒီ legacy ဟာ NUG မှာရှိတယ်အဲ့တော့တဘာချင်းဝါချင်းထောက်ခံပုံချင်းမတူဘူးအဲ့ဒါကိုဘူနဂါကနားမလဲပဲနဲ့ပြောစိတ်ကစင်ကိုပြန်ခတ်တယ်လို့မျိုးခတ်နေတာအဲ့တော့ပြောချင်တာကဝါချင်းတဘာချင်းမတူဘူးထိုနည်း၎င်းပဲစစ်ကောင်စီတွေကကြောက်တာလေ NUG ပဲကြောက်တာဘူနဂါကမကြောက်ဘူးဘူနဂါကိုသူတို့ပြုတ်စားလိုက်မှာဘူနဂါကိုထောက်ခံနေတဲ့အဖွဲ့အစည်းတွေကိုလည်းမကြောက်ဘူးကျွန်တော်အဲ့လိုပြောလို့ဘူနဂါကိုထောက်ခံနေတဲ့အဖွဲ့အစည်းများကိုစော်ကားပြောလို့ခြင်းမဟုတ်ဘူးဒါဟာတမိုင်းကြောင်းရရှိတရားပဲနော်အဲ့တော့ဘုံနဂါကိုအားလုံးအများစုမထောက်ခံရတဲ့အကြောင်းရင်းဟာဘုံနဂါသူကိုယ်တိုင်သူ့ပါဇက်နဲ့သူပြောထားတဲ့အင်တာဗျူးတွေမိတ်ကွန်းတွေ Facebook မှာတက်ပြီးပြောထားတာဒီကြောက်ပဲဖြစ်တယ်ဘယ်သူမှတိုက်ခိုက်ထားတာမဟုတ်ဘူး NUG ကတိုက်ခိုက်ထားတာလည်းမဟုတ်ဘူး NUG ကိုထောက်ခံတဲ့လူတွေတိုက်ခိုက်ထားတာလည်းမဟုတ်ဘူးသူ့ဟာသူပြောထားတာသူ့လို့ရသူခံရတာအဲ့တော့အဲ့လိုမျိုး legacy ဒါကြောင့်ကျွန်တော်မနေ့ကထောက်ပြတာအဲ့ဒီ NUG ရဲ့ legacy ကိုစစ်ကောင်စီကကောင်းကောင်းအသုံးချလို့ရတယ်အဲ့ဒါကျွန်တော်တို့အခုရင်ဆိုင်ရတော့မယ် very very high risk ပဲစစ်ကောင်စီကဒါဒေါအောင်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်အပါအဝင်နိုင်ငံရေးအကျဉ်းသားများအားလုံးကိုလှုပ်ပေးလိုက်ပြီး NLD ကိုပါတီပြန်ထောင်ပြီးရွေးကောက်ပွဲဝင်ပါလို့လမ်းဖွင့်ပေးလိုက်ပြီးအဲ့ဒီ NLD ပါတီကိုပြန်လဲပြိုးထောင်ပေးလိုက်ရင်ကျွန်တော်တို့အားလုံးအမှအကြည့်အကျရင်ဆိုင်ရတော့မယ် high risk ရှိနေပြီအဲ့တော့တိတ်ချာအဲ့ဒီ high risk ရှိတယ်ဘာလို့ NUG ရဲ့ legacy ရှိနေတယ်မ sorry ဒေါအောင်ဆန်းစုကြည်ရဲ့ legacy ရှိနေတယ် NLD ရဲ့ legacy ရှိနေတယ် NUG ဟာဒေါအောင်ဆန်းစုကြည်ရဲ့ legacy ကိုယူသုံးလာတာ NUG ဒီ NLD ရဲ့ legacy ကိုယူသုံးလာတာဘယ်သူမှညင်လို့မရဘူးအမျိုးသားညီညွတ်ရေးအစိုးရရဲ့လက်ရှိသမ္မတဒီသမ္မတဦးဝင်းမြင့်ဖြစ်တယ်လူသားညီညွတ်ရေးအစိုးရရဲ့လက်ရှိအတိုင်းပင်ခံကောင်စီဒီဒေါအောင်ဆန်းစုကြည်ဖြစ်နေတယ်အဲ့ဒါကိုစစ်ကောင်စီကထိုးခွဲခြင်းနဲ့ဆိုရင်သူထွားမဲ့ချီလန်းဒီအလွန်အမတန်ကြောက်စရာကောင်းတယ်ပြောချင်တာကစစ်ကောင်စီကြောက်တာဒေါအောင်ဆန်းစုကြည်ရဲ့ legacy ရဲ့ NLD ရဲ့ legacy ရဲ့အဲ့တော့ဒီ legacy ရဲ့ပြီးတော့ NUG ရဲ့အဲ့တော့အဲ့ဒီကျွန်တော်ပြောချင်တာကဒီနေရာမှာဥစိန်ဝင်းတို့အစိုးရနဲ့ကျွန်တော်နှိုင်းရှင်ပြောချင်တယ်ဥစိန်ဝင်းတို့အစိုးရလည်းနိုင်ငံတကာအသိမဲ့ပြုတာပဲဥစိန်ဝင်းတို့အစိုးရတုန်းကလည်းတကဘာလုံးမှာမိကွန်းလိုက်ပြောတာပဲဒါပေမဲ့ဘာမှအသုံးမဝင်ခဲ့ဘူးအဲ့တော့ NUG ကတန်ရေးတမန်ရေးရဒေါ်စင်မော်တို့အုပ်စုကနိုင်ငံတကာမှာမိကွန်းလိုက်ပြောတာအဲ့ဒါအသုံးမဝင်ဘူးအသုံးဝင်တာကပြည်တွင်းကစစ်ကောင်စီကြောင်းမကြောင်းနဲ့ဆိုင်တာစစ်ကောင်စီကိုဘယ်လောက်ဒုက္ခပေးနိုင်သလဲစစ်ကောင်စီကိုဘယ်လောက်နှောက်ယှက်နိုင်သလဲစစ်ကောင်စီကိုဘယ်လောက်ထိဟန့်တားနိုင်သလဲအဲ့ဒါကအရေးကြီးတာပြောချင်တာကကိုမနိုင်လို့သူများအားကိုးပြီးနိုင်ငံတကာရဲ့အားတွေနော်နိုင်ငံရဲ့တန်ရေးတမန်ရေးဖိအားတွေကုလသမဂ္ဂဖိအားတွေနိုင်ငံတကာကလုပ်ပေးနိုင်တဲ့ session တွေအားကိုးရုံနဲ့စစ်ကောင်စီကမမှုဘူးဘာကြောက်လဲအဲ့ဒီ
အခင်းချင်းဟာဒုတိယကမ္ဘာစစ်ပြီးခဲ့တဲ့အချိန်မှာကြာကြံခဲ့ပြီအဲ့ဒီအခင်းချင်းဟာဒီနေ့ကမ္ဘာကြီးမှာအသုံးဝင်တော့ဘူးအဲ့ဒါမျိုးတော်လှန်နေတဲ့ကမ္ဘာလုံးမှာရှိတဲ့ပြည်သူများရဲ့အနောက်နိုင်ငံများကိုအားကိုးပြီးအဲ့ဒီအာဏာရှင်တွေကိုဖိအားပေးတာကိုပြန်လဲအာဏာရှင်တွေကထွက်ပေါက်နေနေသူတို့ဘက်ကတရုတ်နဲ့ရုရှားထီထီမမကြီးပေါ်လာနေပြီအီရန်ပေါ်နေပြီဒီနေ့ပဲလူကြီးမင်းတို့မြင်အောင်ကြည့်အီရန်ကိုအမေရိကန်အခုထိမတိုက်ရသေးဘူးပါဇက်ပဲချောင်းနေတာဘာလို့အီရန်ဒီဗင်နီဇွဲလားမဟုတ်ဘူးအီရန်ဒီအီရတ်မဟုတ်ဘူးအဲ့တော့အီရန်ရဲ့စစ်အင်အားရဲ့အီရန်မှာရှိနေတဲ့ထူးဆန်းတဲ့လက်နက်တွေရဲ့အီရန်ကပြန်ပြီးဖျက်မြင်လုပ်နိုင်တဲ့အနေအထားကိုအမေရိကန်ကအဆုံးရှုံးမခံရဲဘူးအမေရိကန်ကလေတာကျဲနေတာအပိုင်သူ့လူတယောက်မှမရှုံးပဲတယောက်မှမသေးပဲနဲ့သူအပိုင်အနိုင်လို့ရှင်တာဒါသမ္မတထရန့်တို့ရဲ့ idea အဲ့ဒီအားနည်းချက်ကိုအီရန်ခေါင်းဆောင်တွေကောင်းကောင်းသိတယ်ပြောချင်တာကစစ်ပွဲတွေကိုအမေရိကန်တွေရေရှည်မတိုးဝင်သွားနိုင်အဲ့တော့အီရန်ကိုရပ်ပိုင်းအတွင်းအပြတ်ဖြတ်နိုင်ရင်တော့သမ္မတထရန့်လုပ်မယ်မဖြတ်နိုင်ရင်အီရန်ကိုမထိတာအကောင်းဆုံးပဲဘာကြောင့်လဲသမ္မတထရန့်ရဲ့ငြိမ်းချမ်းရေး policy နဲ့လုံးဝဆန့်ကျင်နေတယ်အဲ့တော့ခဏကျွန်တော်ပြောသလိုပဲအခုဟို88အချိုးတွေနဲ့ကဘာကြီးကိုအားကိုးပြီးတော့စစ်ကောင်စီကိုဖိအားပေးမယ်ဆိုတဲ့ကမ္ဘာနိုင်ငံရေးအခင်းချင်းဟာလုံးဝပြောင်းသွားပြီအဲ့ဒီပုံစံနဲ့အာဏာရှင်ကိုဖိအားပေးလို့မရတော့ဘူးအာဏာရှင်မှာထွက်ပေါက်ရှိသွားပြီအဲ့တော့တော်လိုင်းသမားတွေကလည်းအနောက်နိုင်ငံအားကိုးသလိုအာဏာရှင်မှာလည်းအားကိုးစရာတရုတ်ရုရှားရှိနေပြီတရုတ်ရုရှားကလည်း88နောက်ပိုင်းဒုတိယမဟုတ်တရုတ်ရဲ့အင်အားကြီးထွားလာမှုဟာကျွန်တော်တို့ရဲ့တော်လိုင်းရေးအခင်းချင်းစဉ်းစားပုံကိုပြောင်းလဲသွားစေတယ်အဲ့တော့ဟိုခေတ်ကစတိုင်နဲ့ဒီမိုကရေစီရေးလူ့အခွင့်အရေးအော်ယုံနဲ့အမေရိကန်နဲ့အနောက်နိုင်ငံများရဲ့ဆက်ရှင်ပိတ်ဆို့မှုနဲ့အာဏာရှင်ကိုဖိအားပေးဖို့မကြိုးစားနဲ့တော့အာဏာရှင်တွေထွက်ပေါက်ရသွားပြီဒီနေ့လေတကယ်9နှစ်မှာထွက်ပေါက်ရောက်သွားပြီအာဏာရှင်ကလဲပြိုကန်ဒီအနေအထားကနေဥပြန်ယုံထလာပြီပြန်ကုန်းထလာပြီဒါကိုကျွန်တော်တို့လက်ခံဖို့လိုအပ်တယ်အဲ့တော့ဒီလိုအခင်းချင်းများအရာဘုံတကားကလေသူ့ရဲ့ဗဂတိအနေထားကိုလက်ခံဖို့လိုတယ်NUG ကလည်းသေသေးချာချာအစိုးရရဲ့ပြီးပြသစွာနဲ့ဖြည့်ရှင်းပေးနိုင်ဖို့လိုတယ်အဲ့တော့မဟုတ်မှန်မဲနဲ့ဘုံတကားကိုစစ်တပ်တရှိုးလို့ဆွဆွဲတာတွေမဟုတ်မှန်ပြောတဲ့စကားတွေကိုရှောင်ရှားကြစေစေနဲ့ဒါဟာတော်လန်ရေးကိုဖြိုခွဲနေသောစကားလုံးများဖြစ်တယ်ဘုံတကားသည်ဘသူတရှိုးမှမဟုတ်ဘူးဘုံတကားသည်ပုံမှန်တော်လန်ရေးသမားတယောက်သာဖြစ်တယ်အဲ့တော့ဘုံတကားကိုတာမန်တော်လန်ပြည်သူတွေအများကြီးထောက်ခံနေတာရှိတယ်အဲ့ဒါကို NUG က respect လုပ်ဖို့လိုတယ်ဘုံတကားကို respect မလုပ်ရင်တော့ဘုံတကားအနောက်မှာရှိနေတဲ့ပြည်သူများကို respect လုပ်ဖို့လိုအပ်တယ်ပြောချင်တာကပွင့်လင်းမြင်သာစွာနဲ့ရှင်းပြဖို့လိုအပ်တယ်အဲ့တော့ဒါ NUG ဘက်ကလုပ်ရမယ်လို့ဘုံတကားဘက်ကလည်းမလိုလားအပ်ပဲအသံတွေမထွက်စေချင်ဘူးအောက်မှာရအောင်ညှိစေချင်တယ်အမှန်ကိုပြောစေချင်တယ်အဲ့တော့ဘုံတကားတယောက်တည်းပြောတာနဲ့စာရင်ဘုံတကားအဖွဲ့မှာရှိနေတဲ့သူ့ရဲ့ရဲဘော်တွေနဲ့အင်တာဗျူးတွေပေးပြီးတော့အမှန်တိုင်းပြည်သူကိုချပြစေချင်တယ်အဲ့တော့သူတယောက်တည်းတက်ပြောနေတာလည်းမမှန်တော့ဘူးအဲ့တော့အဲ့ဒီမျိုးအနေထားပြီးဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီတစုံလုံးအနေနဲ့ကျွန်တော်တို့ဒီဒါအရှက်ရစရာဒေါ်လာရေးမှာအရှက်ရစရာကြီးပါဒါကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းလက်ခံဖို့လိုတယ်အခုချိန်မှာစစ်အာဏာရှင်ကကုန်းထလာပြီးကျွန်တော်တို့ကိုစစ်ရေးတွေနဲ့တာလွန်အင်အားနေနဲ့မြို့တွေကိုဝင်စီးနေဘူးဖားဆောင်ဆိုရင်တာလွန်အင်အားနဲ့ဝင်စီးတာဥဆုတ်ပေးလိုက်ရပြီအဲ့တော့ဖားဆောင်မှာဒီဥမမောင်ဆိုးရဲ့ဒါတရင်ပို့ချက်ရဆိုရင်ကျွန်တော်တို့တော်လှန်ပြည်သူများဘက်ကအခက်ခဲတွေအရန်ကြီးမားနေတယ်အဓိကငွေကြေးအခက်ခဲလက်နဲ့ခရမ်းအခက်ခဲပြီးတော့လူအင်အားအခက်ခဲစားနေရအခက်ခဲအဲ့တော့စစ်ကောင်စီကအဲ့ဒါကိုခြေဖြတ်ထားနိုင်တယ်အဲ့ဒါကလည်းတနိုင်ငံလုံးမှာရှိတဲ့တော်လှန်ရေးသမားတွေအားလုံးရင်ဆိုင်နေရတဲ့ကဲပြည်သူလည်းခက်ခဲနေတယ်အဲ့တော့စစ်အာဏာရှင်ကဘာကြောင့်ပြည်သူကိုဆင်းရဲအောင်လုပ်တာလဲဘာကြောင့်စစ်အာဏာရှင်ကပြည်သူကိုမီးရှို့နေတာလဲဘာကြောင့်စစ်အာဏာရှင်ကဘာလို့လဲပြည်သူခက်ခဲမှာပြည်သူစစ်ဆင်းရဲမှာအဲ့ဒီပြည်သူကြားထဲကနေပေါက်ဖွာလာတဲ့တော်လှန်ရေးလည်းခက်ခဲသွားမှာအဲ့ဒီဒါကြောင့်စစ်အာဏာရှင်ဒီသူနိုင်လူကြောတစ်ခုနဲ့ရည်ရွယ်ချက်ရှိပြည်သူကိုဆင်းရဲအောင်လုပ်ထားတာပြည်သူကိုအိုးမဲ့အိမ်မဲ့ဖြစ်အောင်လုပ်ထားတာ
ပြည်သူပတ်စံအိတ်ဖောင်းမှတော်လိုင်းကြီးပတ်စံဖောင်းပါလေဒီအနေထားကနေကျွန်တော်တို့ကသွားနေတာကျွန်တော်တို့ကံကောင်းနေတာကနိုင်ငံတကာမှာကျွန်တော်တို့တော်လန်ပြည်သူတွေအမြောက်အများရှိနေတဲ့အားသာချက်တစ်ခုကြောင့်တော်လန်ရေးဟာဒီနေ့ဆက်ပြီးရွေ့လို့ရနေတာအဲ့တော့ဒီအရှိတရားတွေအရာဒီအရှိတရားတွေအရာကိုကျွန်တော်တို့ဒီကိုဆရာနာရှင်ဘက်ကဒီလိုမတရားလုပ်နေတာကိုသိရသားနဲ့ကိုဘက်ကစုစည်းရမယ်အစားကိုဘက်ကတယောက်တယောက်ရှော့ပေးရမယ်အစားဥမာ energy ရှော့ပေးလိုက်လို့ဘာဖြစ်မှာလဲဘုံငကားရှော့ပေးလိုက်လို့ဘာဖြစ်မှာလဲအဲ့တော့ပလဲဒေတာကိုအပိုင်သူတို့သိမ်းနိုင်လို့လားဘာကအဖာရောပလဲမှာရှိတဲ့ပြည်သူတွေကိုကာကွယ်ပေးနိုင်လို့လားဆရာနာရှင်ရန်ကဘုံငကားကောဆရာနာရှင်ရန်ကနေပြီးတော့ပလဲပြည်သူတွေကိုကာကွယ်ပေးနိုင်လို့လားနှစ်ယောက်လုံးကအတူတူပဲနှစ်ယောက်လုံးကဆရာနာရှင်ကိုပဲပေါင်းပြီးတော့တိုက်ရမယ်ကိစ္စအဲ့တော့မာနတွေခွာချရမယ်ကိစ္စနှစ်ယောက်လုံးကတောင်းပန်လိုက်အပြန်လန်လက်ဆွဲနှုတ်ဆက်ကြအပြန်လန်တောင်းပန်လိုက်အပြန်လန်လိုင်းပေါ်မှာမစုတယောက်နဲ့တယောက်အပြစ်မပြောချေဆက်သွားလိုက်ရင်ပြီးမဲ့ကိစ္စပဲအဲ့တော့အဖြေကရှင်းရှင်းလေးပဲအဲ့တော့ဒီပြဿနာအားလုံးရဲ့ဇင်းမြစ်ဟာဘုံငကားမတည်တတ်မထိုင်တတ်လို့ဖြစ်တာပဲNUG ကသူ့လို့သူလုံနေတာဒါပေမဲ့ NUG ကလူကြီးမပီတာတွေလည်းရှိမှာပေါ့လေဒါပေမဲ့ဘုံငကားသည်မနေတတ်မတည်ထိုင်မထိုင်တတ်မပြောတတ်မဆိုတတ်လို့ပဲအဲ့တော့ကိုခေါင်းဆောင်မလုံနိုင်ရင်နောက်လိုက်ကောင်များလုံရမယ်ဆိုတဲ့အသည့်တရားကိုမြန်မာနိုင်ငံမှာရှိတဲ့တော်လှန်ရေးသမားတွေလက်မခံသူရဲ့ကာလပတ်လုံးကျွန်တော်တို့လေအခုလိုခက်ခဲကြမ်းတမ်းတဲ့ဘဝကိုဖြတ်သန်းရတော့မှာကျွန်တော်တို့ဒီ all in one ပဲလုံးဝ all in one ပဲအဲ့ဒါကိုကျွန်တော်တို့လက်ကိုလက်ခံရမှာအဲ့တော့ကိုယ့်အခြေအနေကိုကိုမလိန်နဲ့နော်ကိုယ့်အခြေအနေကိုဘုံငကားရဲ့ဒီ9နှစ်တာပြောစကားများအရာပြည်သူကဆုံးဖြတ်တာဘုံငကားဒီ NUG ကိုဥဆောင်နိုင်သောအဆင့်ကိုမရှိဘူး